ဘုရားတခင်ခွင့်မလုပ်နိုင်တော့အပြစ်တစ်မျိုးရှိတယ်ထိုအရာကသရှင်သောဝိညာဉ်တော်ကိုပြမသောအပြစ်ဖြစ်တယ်ထိုအပြစ်ကဘဒူဒီကသရှင်သောဝိညာဉ်တော်ကိုပြမတယ်လေဆိုတဲ့အခါမှာယနေ့ယုံကြည်သူဘုရားရဲ့သားသမီးတွေတော့မဟုတ်ဘူးဆိုတဲ့အရာကိုကျမ်းစာမှာတွေ့ရပါတယ်သို့တော့ဘုရားသခင်ခွင့်မလုပ်နိုင်တော့ဒီသရှင်သောဝိညာဉ်တော်ကိုပြမတော့အပြစ်ဟာယခုဘဝနောင်ဘဝအထိခွင့်မလုပ်ဘူးပြောထားပါတယ်ဒါဆိုရင်ဘဒူဒီအသွက်လဲဘဒူဒီလေဆိုတဲ့အရာစာသားနဲ့သူ့ရဲ့ပေါင်းအဖော်ဒီတာလီဖြစ်တယ်ဘုရားသခင်ရဲ့ဝိညာဉ်တော်ကိုညှိပင်တော့ကြောင့်သူတို့ဟာယခုဘဝနောင်ဘဝအထိခွင့်လုပ်ခြင်းမရဘဲနဲ့ထာဝရငရေထဲမှာအပြစ်စင်ရင်ခြင်းကိုဘုရားဒဏ်ခတ်မှာဖြစ်တယ်ဆိုတဲ့အရာကိုတော်တော်ရပါတယ်သူကြောင့်ညီကိုမောင်နှမများဒီနေ့ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့လှုပ်ဆောင်တော့အရာဟာစန္ဒာရဲ့အပေါင်းဖော်ရဲ့အသွေးပြီးလက္ခဏာရှိသလားမိမိဘာသာမိမိစစီနိုင်တော့သူများဖြစ်စေဖို့အလုံးကဝင်ကားလိုပါတယ်အားလုံးကိုဘုရားရှိကောင်းချီးပေးပါစေ